နာကိုကောက်ရဲဟုသာမပွင့်ဆိုတဲ့အပြစ်ငယ်အပြစ်ကြီးကိုလည်းပွင့်ဆိုတင်သေး၏ဒီလိုလေးရေးလိုက်ခေါင်းနဲ့တတ္တဝါအလိုက်ကိုကောက်နော်တတ္တဝါအလိုက်ဟုတ်ပါလားတတ္တဝါအလိုက်အပြစ်ငယ်အပြစ်ကြီးကိုလीမသိရသေးသည်မဟုတ်ပါတော့ဆိုတို့သူမသိရသေးသောကြောင့်ကာဝကြဖြင့်ခါယဝကြဖြင့်မာနာတိပါဒဝေယဟုသာမပွင့်ဆိုတဲ့တဝါလိုက်ပြည့်ငယ်ပြည့်ကြီးကိုလီပြဆိုတင်သေး၏တတဝါလိုက်ပြည့်ငယ်ပြည့်ကဘယ်ပါနည်းဤသို့မွေဝဲကြည့်သောကြောင့်ငါဝကြဟုမေရပါလားရပါလားပထမမိလားရဲလက်စာမီနော်ကဲပြီးရောပေါ့ဒါဆိုငါတို့ပဲရေးတတ်တယ်မလားဒီအထတာလိနီရဲ့သဘောကအထတာလိနီပဲဖြစ်ဖြစ်ဒီတော့ပါရာဇိတံဒီလက်ခံပဲဖြစ်ဖြစ်သဗ္ဗနာကိုင်တဲ့ဝကြကဘာကိုပြောတယ်ကျက်မဲ့ဝကြကဘာကိုဆိုလိုတယ်ဆိုတာအဲ့ဒါလေးသိရင်လုပ်လို့ရတယ်ဟုတ်လားအဲ့တော့တပည့်တော်တို့ပါပနာတိဆက်ကဆိုရင်အာဘောနေရာမှာဒီလိုလေးပြင်လိုက်ရင်ပဲတတ္တဝါအလိုက်အပြစ်ငယ်ပြစ်ကြီးကိုမသိရဘူးတော့နဲ့ရောက်ရည်ဒါလေးပဲမလားတတ္တဝါအလိုက်ပါတယ်တော့အပြစ်ငယ်ပြစ်ကြီးကိုမသိရဘူးတော့နဲ့ရောက်ရည်ရှင်တဲ့တမှုကမရောက်သေးတို့မရောက်သေးလေတော့ကြောင့်ကဝကြဂါကြီးဝကြဖြင့်ဘာနာတိပါဒယဝရကစေရနာကိုသာကောက်ရယူသောဆိုတဲ့တတ္တဝါအလိုက်အပြစ်ငယ်အပြစ်ကြီးကိုလီပြဆိုတဲ့မပြဆိုတဲ့မနေတဲ့မနေတာနေသောဆရာအပြပိတာအပရိပုံနာတော်တော့ဒါပဲအပြစ်ငယ်တတ္တဝါလိုက်အပြစ်ငယ်အပြစ်ကြီးကဘယ်ပါနည်းဒါဆိုရင်တို့ရဘလို့မှအမှတ်လျှော့လို့ပါတယ်တော့မရနော်တပည့်တော်6စက္ကန့်နဲ့တစ်ထပ်သေးတော့ကြာညင်မှကြာမယ်ဟုတ်လား6စက္ကန့်နဲ့တစ်ထပ်သေးတော့ပါတယ်တော့ကြာညင်မှကြာမယ်တို့တော်လည်းပဲတပည့်တော်တို့စာချာရန်သဘောကဒီလိုလဲတက်လို့ရတယ်ဆိုတာလေးသိဖို့လိုရင်းပဲဟုတ်လားဒါမှတပည့်တော်တို့ပု္ပ္ပာစစ်တဲ့ကောင်ကအဖြေတွေကမတူလို့ဆိုတာတော့သူတော်တော်ညံ့တာပေါ့ကွာနော်ဟုတ်လားဟေးကဲပြီးရောနော်ရပြီနော်ငါတို့ပဲရပြီကဲနံပါတ်3တပည့်တော်တို့မန္တလေးမှာပေါ့မြန်ဆရာတော်ကြီးတက်တော့ဟုတ်တန်ဟောဒီလိုက်တပ်ပါဂတိကရဏကျန်တယ်နော်ဟုတ်တန်ဟောဒီဆိုရင်ပါတယ်နော်တပ်ပါဂတိကရဏကျန်တယ်နော်တပည့်တော်တို့မင်းတို့အမြဲတမ်းပြောတယ်လေဟုတ်ပါလားတပည့်တော်တို့စကားလုံးများသုံးစရာမလိုပဲနဲ့ပို့ပြီးတော့ပါတယ်နော်ထင်ရှားပါဏတာတိပါတော့ပါဏတိပါတော့ဝိကျိုဆိုတယ်ပါဏတိပါဒဆိုတာဘာတော့လို့ဒီလိုမေးတဲ့အခါကျတော့ပါတယ်နော်ဟေးသူတက်တတ်ခြင်းသူ့ကိုနှိပ်စက်ခြင်းအဲ့ဒါအသက်ကိုတတ်ခြင်းအသက်ကိုပါတယ်တော့ဟေးနှိပ်စက်ခြင်းနော်ရေးဟေးခဝေဝကြဖြင့်အပါကတဒေါသတဏီပုဏ္ဏရုဒ္ဓိဒေါသပဲပါသည်အပါကတဒေါသတဏီပုဏ္ဏရုဒ္ဓိဒေါသပဲပါသည်ပါဏာတိပါဒဟူသည်ကိုထင်ရှားအောင်ချဲ့ပြသောကြောင့်ဒီပါဏာတိပါဒဟူသည်ကိုထင်ရှားအောင်ချဲ့ပြသောကြောင့်ဒီတဏီအဗျာပိတာအပရိပုံနာဒေါသပဲပါသည်ပါဏာတိပါဒဘုတ်၏အ내ကိုအဘယ်သို့မှတ်သားအပ်ပါသနည်းဟူသောသောရဏကိုပယ်လို၍ဆက်လက်အားထုတ်သောကြောင့်ပါဏာတိပါဒဟူသည်ပါဏာတိပါဒအ내၏ပါဏာတိပါဒဘုတ်၏အ내ကအဘယ်နည်းပါဏာတိပါဒဘုတ်၏အ내ကအဘယ်နည်းဟူသောသောရဏကိုပယ်လို၍ဆက်လက်အားထုတ်သောကြောင့်ဆက်လက်အားထုတ်သောကြောင့်ပြီးရောကွာအားလုံးကအကုန်တူမယ်ကွာဝကြတွေအားလုံးကအပြာပိတာအပရိပုံနာကြီးပဲဟုတ်လားနော်အပြာပိတာဟုတ်ကဲ့ဆက်ရွဆိုရမယ်မလားမှန်ပါနော်ဒါပဲပေါ့နော်ရေးထားပေါ့ခါဝေကားငယ်ဝကြဖြင့်အပြာပိတာအပရိပုံနာဒေါသပဲပါသည်ပါဏအရာကိုဆက်လက်အားထုတ်သောကြောင့်ဒီပါဏအရာကိုဆက်လက်အားထုတ်သောကြောင့်ဒီ
ခါကြီးဝကြဖြင့်အဗျာပိတာအပရိပုံနာဒေါသပေပါသည်ပါဏာတိပါဒအရာဝိရိယထာကိုဆက်လက်အားထုတ်သောကြောင့်ဒီဆက်လက်အားထုတ်သောကြောင့်ဒီနောက်တစ်ချက်ကတော့တပည့်တော်တို့ဒါလေးကိုတစ်ချက်တော့ကြံလို့တော့ရတယ်ကွာအတိပြာပိတာဒေါသသူ့အသက်တတ်တယ်ဆိုတာဘာကိုကောက်မလို့ဘောနော်အကုသိုလ်စိတ်12ပါးလုံးကောက်မလားဆိုတော့အကုသိုလ်စိတ်12ပါးလုံးပါတယ်တော့မကောက်ဘူးပေါ့ဘာလေးပဲကောက်သွားတော့ဟေ့ဝရကစေတနာဒီတော့ပါတယ်တော့ဟေ့တယုတ်အရာကောက်ကိုပြရင်တပည့်တော်တို့အတိပြာပိတာဒေါသပဲတယ်လို့ပြောရမလားဟေ့အတိဒေသဟူလတ်ကအတိပြာပိတာတင်နော်တနေ့အတိပြာပိတာဒေါသပဲပါသည်ပေါ့တနေ့အတိပြာပိတာဒေါသပဲပါသည်ခုနကလေးအကြောင်းပြန်ရင်ရတယ်ဟုတ်မလားပါဏအယံဝရကပါဏာတိပါဒအရာအဘိဓိယထာကိုပြဆိုသောကြောင့်ဒီဟုတ်လားနော်အဘိဓိယထာကိုဗါတဲ့တော့ပြဆိုသောကြောင့်ဒီအောက်ကကောင်လည်းအပြပြီးတာအပရိပုံနာပဲမေးတော့ဘူးဟုတ်လားတတ္တဝါအလိုက်အပြစ်ငယ်အပြစ်ကြီးကိုဆက်လက်အားထုတ်တာမလားနော်ဒါပဲကပ်ပြီးရောဒီမှာတော့တပည့်တော်တို့ဘာလေးမှာတော့မပါဘူးကဘာသာရာထားရကြောင်းတော့ဘာမပါဘူးရေးကျင်တော့ဒီတော့ဣတိဣတိဟုတ်တံဟောဒီဟုတ်လားနော်ခါဝေဝကြပါဏာတိပါဒပုတ်ဤဝုစုကတ္ထပိဋ္ဌထကိုပြလိုသောကြောင့်ပြလို၍ဝါပြလိုသောကြောင့်ဣတိယုတ်တံဟောတိပုဂ္ဂိုလ်ထားပါသည်ပေါ့တပည့်တော်တို့ကြားဦးတယ်မလားဣတိယုတ်တံဟောတိခံဖတ်ယံဗရပိဋ္ဌထဝကြပိဋ္ဌထဣဒံဟုတ်တံဟောတိခံမယံဗရပိဋ္ဌထဟုတ်လားဟိပိဋ္ဌထရေးလို့ရလားဟိဘာသောလုံးကြီးတင်နာကြီးနဲ့တိုင်းကောက်ဟုတ်လားဟိနော်ကဲပြီးရောဟိုကောင်လေးတစ်ချက်လည်းမေးလို့ရတာပေါ့တထချီလေးရဲ့စကားတက်မှုမယဝိထားတာဒါလေးတစ်ချက်လည်းရှိတယ်နောက်တစ်ချက်ကျတော့မဟုတ်ကအပေါင်းတီထအစိတ်ပြဣထမရှိထဲ့လေပြီနော်ဒီမှာကျတော့တပြည့်တော်ရှေ့ကပါဏာတိပါဒစတဲ့အကုသလကာမပဋ္ဌာတရား10ပါးတို့မှတပြည့်တော်တို့ပါဏာတိပါဒကိုအကုသလကာမပဋ္ဌာတရား10ပါးအကုသလကာမပဋ္ဌာတရား10ပါးအပေါင်းမှပါဏာတိပါဒဟူသောအစိတ်ပုတ်ကိုအစိတ်ပုတ်ဤဝဆနထကိုပြလို၍ဒီနားမှာလည်းပဲဒီတော့တတ္ထတို့ပါဏာတိပါဒစသည်တို့တွင်သို့မဟုတ်အကုသလကာမပဋ္ဌာတို့တွင်ဟုတ်လားဝဆနတော်ဝိချိုကိုဧဝယင်တို့ဝိရိတပေါ်ပါတယ်တော့ဒီယာယီအဲ့ဒါလေးလည်းရေးလို့ရတယ်နော်တတ္ထတို့ဣထတို့ဆိုရင်အပေါင်းကနေပြီးတော့ဘာကိုဖွင့်တော့ဟေ့စေနော်ရေးဟေ့တတ္ထတရာထားရကြောင်းတထသရထားရကြောင်းအကုသလကမ္မပဋ္ဌာတရား10ပါးတို့အနက်10ပါးတို့တွင်အကုသလကမ္မပဋ္ဌာတရား10ပါးတို့တွင်အကုသလကမ္မပဋ္ဌာတရား10ပါးဟုသောအပေါင်းပုဒ်တို့မှအကုသလကမ္မပဋ္ဌာတရား10ပါးဟုသောအပေါင်းပုဒ်တို့မှအစိတ်ဖြစ်သောအစိတ်ကပတ္တစိတ်နဲ့တင်ဟုတ်လားအစိတ်အပေါင်းလေဟုတ်လားတတ္တနော်အပေါင်းမှာပါဏာတိပါဒဟုသောအစိတ်ပုတ်ဤဝဆနထကိုဖွင့်ပြလိုသောကြောင့်ဝါအစိတ်ပုတ်တို့ဤဝဆနထကိုချဲ့ပြလိုသောကြောင့်
တထတရာကိုဆိုသည်ဆိုသည်ပေါ့တပည့်တော်တို့ပါဏနဲ့ပတ်သက်ပြီးတော့ဝိချိုကပါဏနဲ့ပတ်သက်ပြီးတော့ဝိချိုကတပည့်တော်တို့နှစ်မျိုးသွားမယ်ထင်တယ်ဟဲ့တဲ့တပည့်တော်တို့ပဏန္တိဇီဝန္တိတတ္တာဣတေနာတိပါနောကြတော့ဇီဝိတ္တန္တရေရတော့မလားဣတေနာဤဇီဝိတ္တန္တရေဖြင့်တတ္တာတတ္တဝါတို့သည်ပဏန္တိဇီဝန္တိအသက်ရှင်ကြကုန်ဤတိထို့ကြောင့်ပါနဲ့တော့ပါနောနောက်တစ်ခါကျတော့ဘောဟာရတော့ပညာအပြင်တတ္တဝါကြတော့ဘယ်လိုဆိုတော့ဟဲ့ပဏန္တိဇီဝတိတိပါနောလားပဏန္တိဇီဝတိအသက်ရှင်တတ်ဤတိထို့ကြောင့်ပါတဲ့တော့ဟဲ့ပါနောအဲ့လိုထင်တယ်ဗျအဲ့ဒီလိုထင်တယ်ဗျမင်းတို့ဘယ်လိုထင်တော့ဟဲ့ပါဏတိဇီဝတိဣတေနာတိပါနောအဲ့ဒါကဇီဝိတ္တန္တရေကိုရမယ်အဲ့တခုရဘူးအဲ့တခုတည်းပဲဆိုနော်ဆရာဘူးနှစ်ခုဆိုရမယ်ပေါ့နော်သူတို့ဘာခေါ်တော့ဒီပုတ်စကကနည်းနည်းညစ်ပတ်ချင်လေဟုတ်ပါလားပါဏပုတ်ကိုအဖွင့်အားလျော်စွာဆိုရင်တပည့်တော်တို့နည်းနည်းလေးဒီနားမှာဇေယျလေးရှိနိုင်တယ်ပေါ့နော်ရှိနိုင်တယ်ဇေယျလေးရှိနိုင်တယ်ဆိုရင်ဇေယျလေးရှိနိုင်တယ်ပါနောအတ္တအဋ္ဌိတိပါနောတဲ့ပါနောအတ္တအဋ္ဌိတိပါနောလက်သေးခွင်တတ္တဝါအဲ့ဒါလေးမင်းတို့သဘောပေါက်တယ်မလားအတ္တထိုတတ္တဝါပါနောဘာတိတော့ဟဲ့အသက်ဒီအတ္တိရှိဣတိထို့ကြောင့်ပါနဲ့တော့ပါနောလက်သေးခွင်ကပါရတော့တတ္တဝါအဲ့ဒါလေးတစ်ချက်ကောင်းမယ်နော်နောက်ဟိုကောင်ကတော့ယခုနအတိုင်းပါပဏန္တိဇီဝတိတတ္တာပဏန္တိဇီဝန္တိတတ္တာဣတေနာတိပါနောလက်သေးခွင်အသက်ဇီဝိတ္တန္တရေပေါ့နောက်တစ်ချက်ရှိတယ်ပါပကတ္ထေနပကတ္ထေနနာငယ်နဲ့အနန္တိအနေနပကတ္ထေနအနန္တိအနေနဗတ္တာတိပဝေသနတောတိဗတ္တာတိပဝေသနတောတိပါနောတဲ့ရလားအဲ့ဒါပကတ္ထေနအနေနဤဇီဝိတ္တန္တရေဖြင့်ဗတ္တာတိပဝေသနထေနထမဲစသည်ဝင်ခြင်းဖြင့်ပကတ္ထေနပြဋ္ဌာန်းသောအားဖြင့်အနန္တိအသက်ရှင်ကြကုန်၏ဣတိထို့ကြောင့်ပါနောနော်အဲ့ဒါတော့ထားဖို့ဘုသူတ္တပေါ့နော်ကဲရေးလိုက်ပေါ့အသက်ဤဇီဝိတ္တန္တရေဤပေါ့ဇီဝိတ္တန္တရေဤတတ္တဝါနှင့်နေတယနေတိတအစတံပံတိပြုပ္ပတ္တိနိမေပြုပ္ပတ္တိနိမေတတ္တဝါဇတ်တိဝါတတ္တဝါတရတ္တိတတ္တဝါဇတ်တိဝါတတ္တဝါတရတ္တိဘောတိနိမေ
ပဏဒတ်နာတဏီပေါ့ဒါကဒီတော့တတ္တဝါကိုခွဲတာနော်တတ္တဝါတဏီပေါ့တဏီပဏဒတ်နာကြီးပစ္စည်းသည်၎င်းပဏဒတ်နာပစ္စည်းသည်၎င်းအသက်ရှင်ခြင်းကရိယာသည်၎င်းပြုတ်ပတ်တိနိမေအသက်ဟုဆိုသောဇီဝိတ္တရေသည်ဘောတိနိမေအသက်ဟုဆိုသောဇီဝိတ္တရေသည်ဘောတိနိမေဟောဟရိယတေတိဝောဟာတောဟောဟရိယတေတိဝောဟာရောဝိရှေရှိသောဟရတနာပစ္စည်းသည်၎င်းဝိရှေရှိသောဟရတနာပစ္စည်းသည်၎င်းခေါ်ရောခြင်းကရိယာသည်၎င်းပြုတ်ပတ်တိနိမေခေါ်ခြင်းကရိယာသည်၎င်းပြုတ်ပတ်တိနိမေခေါ်အပ်သောတတ္တဝါတရတ်သည်ဘောတိနိမေပါဏောဣတိတင်ညာအတ္တာတိပါဏတင်ကြီးပေါ့သူကဒီလိုလေးရတယ်ကွာနော်ပါဏောဣတိတင်ညာပါဏတင်ညာပါဏတင်ညာအတ္တအဋ္ဌိတိပါတယ်တော့ပါဏတင်ကြီးနော်ဒီလိုလေးနှစ်ချက်သွားကြည့်တာပါဏောဣတိတနည်းပေါ့နော်ပါဏောဣတိတင်ညာအတ္တအဋ္ဌိပါတယ်တော့ပါဏတင်ကြီးတနည်းတဏီပါဏောဣတိတင်ညာပါဏတင်ညာပါဏတင်ညာအတ္တအဋ္ဌိတိပါဏတင်ကြီးပါဏတင်ညာအတ္တအဋ္ဌိတိပါဏတင်ကြီးပါဏတင်ညာဤပါဏတင်ညာဤပုဂ္ဂိုလ်နှင့်ပါဏတင်ညာဤပုဂ္ဂိုလ်နှင့်ဌာနိဌာနအစတ္တမတိဘုတ်ပတ္တိနိမေပါဏတင်ညာရှိသောပုဂ္ဂိုလ်တရတ်သည်ဘောတိနိမေဟိုမှာကြတော့ဝရကစေတနာကြတော့တပြတော်တို့ပထမတော့ကဝရကတော့ဘာဝတဏ္ဍဒီမှာဝရကကြတော့ဘယ်လိုနဲ့ထွက်တော့ဟဲ့တကြောင်စေတနာဟုတ်လားဟုတ်တယ်မလားတကြောင်စေတနာတော့ဝရကဝရောဝတပ္ပထမလားအနတ္တပဲမလားနော်အနတ္တဂါတောဝရောဝတပ္ပထနော်ဟနန္တိဣဒာယာတိဝရကလားဣဒာယဤစေရနာဖြင့်ဟနန္တိတတ္တကုံဤတိထို့ကြောင့်ဝတ္တကဟနတနာပစ္စည်းသည်၎င်းဟနတနာပစ္စည်းသည်၎င်းတချင်းကရိယာသည်၎င်းပြုတ်ပတ်တိနိမိတ်တကြောင်စေရနာသည်ဘောတိနိမိတ်
တရန္တိဟိန္တန္တိတန္တိသရိဒံတရန္တိဟိန္တန္တိတန္တိသရိဒံတန်ထိုခန္ဓာကိုယ်ကိုတရန္တိဟိန္တန္တိညှင်းဆဲတတ်ကုန်၏ဣတိထိုကြောင့်သရိဒံတရဒံဤရပစ္စည်းသည်၎င်းတရဒံဤရပစ္စည်းသည်၎င်းညှင်းဆဲခြင်းကရိယာသည်၎င်းပြုတ်ပတ်တည်နေမယ်ခန္ဓာကိုယ်တရတ်သည်အိုတည်နေမယ်တရိစ္ဆာန်ကတော့ဆုံးပြီးပြီကဲပြီးရောပေါ့ကွာဟုတ်လားဟိတထနံပါတ်5အလေဒနဝိမုအကာရတဗျာယနိပတ်ကောတပည့်တော်တို့အမြဲပြောတယ်ဟိနော်နာပစ္စမကံမှာလာတဲ့ပစ္စည်းတွေတက်တဲ့ပုံဘာပုံထည့်ခဲ့တော့နိပတ်ကောတော်တို့တထတတရတချို့ကြတော့လေအဲ့ဒီတကိုခွဲတယ်ဗျာနော်တကိုခွဲတယ်တကိုခွဲတော့တထတို့အာကုသလကမ္မပဒ10ပါးလို့ပဲဆိုတော့အာကုသလကမ္မပဒဆွဲတာပဲအာကုသလကမ္မပဒဆိုပထောကပုံလေးမလိုက်တဏီပုံတယ်သဗ္ဗနံကံအာကာရံသဗ္ဗနံဘောသဗ္ဗနံဘောပြီးရောပေါ့ပါယူရီတွေရပါတယ်ကွာနော်နော်ယူရီတွေရပါလိုက်နော်ပါဏတင်ညိနောဘာလေနောဟိပါဏတင်ညိနောဘာလေနောဟိပုံလေပေါ့ပုံရင်းကပါဏတင်ညိမလိုက်ပုံလေရတ္တာဤကံဤကာရံတရိဏံဘောတဏီသမဏံဘောဇီဝိတနဘုံလေစိတ်ကာရိကံနေဂဟိကာရံကိဋ္ဌံဘောကိဋ္ဌံဘောဥပ္ပစေကရောဥပ္ပကမရောသူတို့ပဲဟိလိုက်ဥပ္ပကမပုံလေပုရိတာရိကံဩကာရံကိဋ္ဌံဘောပုံလေပုရိတာရိကံဩကာရံကိဋ္ဌံဘောသမုဋ္ဌာပိကာကြတော့စေရနာကိုကောက်တဲ့အတွက်အဋ္ဌိလိမ်ဖြစ်သွားတယ်ဟဲ့လားဝစီအဋ္ဌိလေနရာဏီကံဤကာရံကကိဋ္ဌံဘောစေရနာအဋ္ဌိလေပညာနိကံအာကာရံကကိဋ္ဌံဘောကဲပြီးရောငါပဲဟုတ်လားချောက်ပေါ့တကယ်တော့
ကာကြီးရဲ့ခါဝေးရဲ့ခါငယ်နော်ရေဘာနတကာကြီးဘာနတအတိပါတော်ဖြင့်ဘာနတအတိပါတော်ဖြင့်ဘာနာတိပါတော်၌ဘာနာဘုအတိပါဒဘုဘာနာဘုအတိပါဒဘုဘာနတအတိပါတော်ဘာနာတိပါတော်ဟုဘာနတအတိပါတော်ဘာနာတိပါတော်ဟုကမ္မထသတ္တိတဝရေတမကမ္မထသတ္တိတဝရေတမဝဆနတပိဝတိကိုသိစေသည်သိစေသည်ဘာနာဝရောဖြင့်ဘာနာတိပါတော်၌ဘာနာဘောအတိပါဒဘောအတိပါတော်၌အတိရှိရှိသောပတ္တကံနာပစ္စည်းအတိပါတော်၌အတိရှိရှိသောပတ္တကံနာပစ္စည်းအတိပတနာအတိပါတော်ဟုအတိပတနာအတိပါတော်ဟုဘာဝကာရဏဝဆနကပြုအပ်သည်ကို၎င်းအသက်ကိုဝါတတ္တဝါကိုလင်းစွာကြခြင်းဟူသည်တချင်းပင်ဖြစ်ဟူသောအဓိပ္ပာယ်ကိုသိစေသည်ဖြစ်ဟူသောအဓိပ္ပာယ်ကိုသိစေသည်ဘာနာကာတော်ဖြင့်တတ္တဝါကိုတတ်ချင်းဟူသည်ဒုက္ခလက်နက်တို့ဖြင့်ညင်တဲ့ခြင်းတပ်ဖြတ်ခြင်းပင်ဖြစ်ဟူသောအဓိပ္ပာယ်ကိုသိစေသိစေသည်သူကတော့ဘာဝထပြရနော်ရှိကောင်းတော့တရထပါပါမယ်နော်တရထဒီပါတိုင်းဒုဒ္ဒဝိပရာဒုပိစယပရာဒုပိစယကဘိဒာနကပြီးတော့ဘာလဲဓမ္မတာနေမှာဆိုဘာဝထပဲလေဘာနဲ့တော့ဟိုရှိအောင်ဘာနဲ့တာဒီပါတော့ဘာနာဒီပါတော့ပဲဒီလိုက်တယ်ဟုတ်လားဓမ္မတာနေကတဲ့ဘာဝတနာငါ့ဘုရားရှိပါစက်ကြီးတွင်မြဲကြီးတော့ဘာနဲ့တာဒီပါတော့ဘာနာဒီပါတော့ပဲနော်အဲ့ဒါသူပေါ်ထားတဲ့အာဘော်လေးနဲ့လည်းရောညီတွေရှိသေးတယ်ဘာသာဘာထည့်ပြရမှာလဲတောင်းနေတာဟုတ်ပါရဲ့ဘာနာဘောအတိပါဒဘောဒါအဓိကနဲ့သွားကြခြင်းဟူဒီမှာပါတယ်လေလာချင်းဒါကတော့ဘာဝတဖြစ်ခြင်းဖြစ်မယ်ဘာဝတမဟုတ်ရင်တပြည့်တော့ဒါပဋ္ဌဖြစ်ခြင်းဖြစ်မှာပေါ့ဟုတ်လားဒါပဋ္ဌဖြစ်ခြင်းဖြစ်မှာမန်းတော့ဒါပဋ္ဌမကောင်းဘူးဘာဝတပဲကောင်းတယ်အသက်ကိုတင်သွားကြခြင်းဟူဖြည်းဖြည်းပြရမှာတတ်လိုက်တော့နည်းနည်းပါဖြစ်ပါနေရတာပါပဲဟုတ်လားအမှန်တော့သူကလည်းသူဆိုရင်ဖြည်းဖြည်းပါပြရမှာတေးရမှာတော့ဒုရားနဲ့သမားလိုက်တဲ့အခါကျတော့ဉာဏ်ဉာဏ်ကြီးပါဖြစ်ပါသေသွားတာအဲ့ဒါကိုဒါကိုတင်စွာကြခြင်းလို့ပြောတယ်ပြီးရောနောက်တစ်ခါဆိုတော့ကားနေပေါ့ဘောဟာရတော်တတ်တော်ဖြင့်ဘောဟာရတော်တ
တတ္တဝါကိုကောက်ယူအပ်သည်ကိုသိစေသည်တေယုတ်ကြဝိပိယတာတေယုတ်ကြဝိပိယတာကနောက်တော့ခေါ်လိုက်ပရမတ္ထတော့ဇဝိတေရိယပြန်ဆိုပရမတ္ထတော်ဇဝိတေနရိဖြင့်ကာဏအယဇဝိတေရိယပရမတ္ထတော်ဇဝိတေနရိယဖြင့်ကာဏအယဇဝိတေနရောကောယတိပရမတ္ထပရမတ္ထအပြင်ဇဝိတေနရောကောယတိပြည့်ကိုသိစေပါသည်ဒါပဲဟုတ်လားပရမတ္ထအပြင်ပြရမယ်နော်အဲ့ဒါလေအဲ့ဒါကြံတာဟုတ်ကဲ့ဒါတော့မကြံပရမတ္ထအပြင်ပါတယ်တော့ဇဝိတေနရောကောယတိကိုသိစေပါသည်နော်အဲ့ဒါတော့မင်းတို့နာမမှာကစီယိုဝရီဆိုရင်ဘယ်ပါဒီနဲ့ဖြစ်တယ်သဗေဒနာတွေတောင်းဘယ်လိုလုပ်မလို့တို့လေးလာပါစီယိုဝရီပါဟုတ်လားအဲ့ဘုန်းကြီးတို့ကတော့အမှန်တည်းတော့လည်းဖြည့်ပြီးဟုတ်လားအမှန်တည်းတဲ့ခါကျတော့ဘယ်နှမပေးရမယ်ဆိုတာအဲ့ဒီတောင်းကြဆောင်းဝဲကာလာတကယ်ထုတ်ခါကြီးဆောင်းဝဲတကယ်ထုတ်ခါကြီးမှာတောင်းကြဖွဲ့ကဆုံးဖြတ်ပြီးဘယ်နှမလူမဲပေါ့အဲ့ဒါလည်းလူတာဘိုင်ဘာနဲ့ဖြည့်တယ်ဆိုလူမနေတယ်တော့ဒီကောင်တွေသွားတော့ဟုတ်လားအဲ့ဒါကျတော့ဘာလူရနော်မကဖြည့်ရမနေ့က73မှတ်ဖြည့်တယ်နေဦးလားတွေ့လားနောက်ပေါ်မှာတပါးသားပေါ့တပါးသားခုနမှတို့6မှတို့ဆိုရင်ရပါတော့ပြန်ပြီးတော့တခုလေးကိုကြတော့လေ73မှဝေးလာပြီနော်အဲ့ဒါကြောင့်လည်းအားရတော့ရွေးရှိမှာပေါ့နော်ဟုတ်လားမေတ္တာတော့မပြတ်ပါဘူးအဲ့ဒါအားလည်းမလို့ရှိလို့လားရှိနေတာဟုတ်လားအဲ့ဒါတို့ပြောတာမဆိုင်သားတွေသိမကြက်ပါနဲ့ပါဘူးဆိုင်သားတွေလားနေလို့ရတယ်ဆိုင်သားတွေဆိုရှိတာဟုတ်လားဆိုင်သားတွေလားနေတဲ့ဆိုင်သားတွေဘာဖြစ်လို့ပြက်ကုန်တယ်အဲ့တော့ဒါမလို့တက်ကတည်းကကြည့်မကြည့်ဘူးတရားမကောင်းတာတော့မကောင်းတာကောင်းတာတော့မကောင်းတဲ့ကောဟုတ်လားဒီကဲမလို့ပြန်ပိုက်တာမလို့ရှိနေလို့မလို့ရှိနေလို့ကာမတွေလည်းမင်္ဂလာများစမကဲမဟုတ်ဘူးဘာနဲ့ငါဝတ်တာပုံကြီးပေါ့ဟုတ်လားကဲပြီးတော့ပါနံပါတ်9ကတော့ဒီမှာတော့ဧဝရဲ့အနေတော့မပါဘူးကွာတော့3မျိုးကြီးဟုတ်လားဧဝပါရင်ဧဝရဲ့အနေဘယ်နှမျိုးတော့ဒီဧတဘာဒနဲ့မျိုးဧတဘာဒကတော့ရဖို့အရေးကြီးတယ်ကျန်တာကတော့တလို့ဧတလို့ပါရင်ဝိတ္တယဘယ်နှမျိုးတော့3မျိုးပက္ခန္တဝိတ္တယပတ္တယဝိတ္တယလူဒ္ဓဝိတ္တယနိဗ္ဗာန်ပုဒ်ရဲ့အနဲ့ပေါ့မနော်ဒီမှာလည်းပြောတော့နိဗ္ဗာန်ပုဒ်ရဲ့ဓာငယ်ဝကြမှာပါတယ်စာလုံးပေါ့စာဓာငယ်သင်္ကေတပြီးတော့စာလုံးဝကြရံပါဇောတကထသူကဇောတကထမေးရင်ကိုကဇောတကထနဲ့ဖြေပေါ့သူကအနဲ့မေးရင်ဝကြရံပါအနဲ့ပေါ့ဇောပါလိုက်သူမေးတာလေးကိုကကြည့်ဖြေပေါ့နော်တော့ဘာကောင်းလဲမေးခွန်းနဲ့တရားမကြည့်ဘူးကမေးတာကဇောတကထမေးတယ်ဆိုပြီးအနဲ့သွားပြီငါအနဲ့မေးတာမဟုတ်ဇောရကတာမေးတာအမှန်တော့အနဲ့ဇောရကတာအတူတူပဲဗျာဖြစ်လားလို့တော့လည်းပြတာကတ်လို့ရတာဟုတ်လားကတ်လို့ရသူကဇောရကတာမေးတာရင်သူကဘာဖြေပေးရမလို့နောက်တစ်ခါလည်းတော့တသမိတ်ပါနာဒါကြီးဝကြကပါနာကိုမတပါပက္ခန္တရာနော်ပက္ခန္တရာကိုကတော့ဝကြရမှာရေးနေတယ်ပက္ခန္တရာဇောရကတာဒါပဲရှိတယ်ဗျာဟုတ်လားဒီဘက်ပုံလေးရှိတယ်ဖြည့်ရနော်ဒီဘက်ပုံထားဟိုကောင်ကတစ်ချက်ရှိတယ်ပေါ့နော်ဒီလိုဖြုတ်ခဲ့ပယောဂမန္တတာယာနော်ပယောဂကြီးဒီဖြစ်ကြောင်းတကောင်ပယောဂသမารီပယောဂဒုတိဖြစ်ဒီတမနေပြီးဖြစ်ပါတော့ဒီဝိတုမန္တတာယာပြီးဝိတုကြီးတယ်ကြီးဖြစ်ကြောင်းတကောင်အဲ့ဒါတော့သမုတ်စီးပေါ့မနော်သမုတ်စီးကြတယ်သူကနောက်ကနေပြီးတော့စီးတဲ့အတွက်ကြောင့်သံဝေဒနာတွေပေါင်းလို့ရတယ်ပယောဂမန္တတာလည်းပေါင်းလို့ရတယ်ဟုတ်လားအဲ့ဒါတော့ဝိတုမန္တတာမှာခိုင်အောင်မှားတာခိုင်မယ်ဆိုတော့ဘယ်လိုဖြစ်လဲပယောဂသမ္ပတ္တိပယောဂဒုညတိတမနေပြီးဖြစ်တော်လီးတယ်တော်လီးတယ်နော်ဖြစ်တော်လီးဆိုတာလက္ခဏာအလိုဒီသဘောဖြစ်တယ်နော်ဟုတ်ပါလားမင်းတို့ကနေတာတော်လီးမလားတော်လီးနဲ့ပတ်သက်ပြီးတော့နှစ်ချက်သွားတယ်တော်လီးဝိကတ်နဲ့ပြောလို့ရတယ်ဒီခါလေးကျတော့ဝိကတ်နဲ့မဟုတ်ပါနဲ့တော့ဟိသမ္မာဝနာဆိုတာကပယောဂတုညနေတာတောင်မှပယောဂတုညနေတာတောင်မှတကယ်တော့ဒီဒုညနေတာတောင်မှဝိတုမဟာန္တဖြစ်တဲ့အတွက်ကြောင့်အပြစ်ကြီးတယ်ဆိုရင်ပယောဂကြီးသွားတယ်လို့ပြောစရာကိုပါတယ်လို့တော့ပါဘူးနော်အဲ့ဒါကဒီ
ကြီးတာကများတယ်မြတ်တဲ့အတွက်ကြောင့်ဒီကောင်ကိုဂရမဇောရကဆိုကိုကောင်းဟုတ်လားဟာတယ်မင်းဂရမဇောရကဒီပယောကတူတာတော်မှအကောင်ကြီးတယ်ဆိုရင်ဒီလိုတော့အပြစ်ကြီးတယ်ပေါ့ပယောကကြီးနေတယ်ဆိုရင်ပြောစရာမလိုပါနဲ့နော်အပြစ်ကြီးတယ်ဆိုတာပြောစရာမလိုပါနဲ့နော်ဘယ်လိုတော့အပြစ်ကြီးမယ်ဆိုတာပြောစရာကိုဘယ်လိုတော့နော်အဲ့ဒါကတော့ဒီလိုတော့ဟွာပေါ့စင်ကိုလည်းပဲတဏှာနဲ့ပြစ်ထားလိုက်တာဘောနော်ယုံကိုလည်းတဏှာနဲ့ပြစ်ထားလိုက်တာဟုတ်လားပယောကကအတူတူပဲမလားဒီကတဏှာတစ်ချက်ကိုစင်လည်းသိရင်သိမှာပေါ့နော်အောင်လည်းမသေးဘူးပြန်ပြောင်းနေသူ့ပေါ့စင်လည်းပြောင်းနေသူနော်နောက်ယုံလည်းပြောင်းနေသူတော့ပယောကတာမတ်တွေပဲဘာတူတော့ပယောကတူတယ်နော်ကဲရေးကာကြီးကတက်ကဘာဝိတရားတော့ဒီဘာဝိတရားဘယ်လိုလဲမလို့သမဏေရရုံနဲ့ပက္ခဏာဝိတရားရှိဝိကြကကာမဂရကိုဆွဲတာပါရှိဝိကြကကာမဂရ10ပါးပြီးတာတက္ကရာသုလကာမဂရ10ပါးလို့တွင်းလို့ပြောပြလိုက်နော်ဒီရှိဝိကြရှိဒသအာသုလကာမဂရကိုဆွဲတော့ကြောင့်ရှိဝိကြရှိဒသအာသုလကာမဂရကိုဆွဲတော့ကြောင့်ပက္ခဏာဝိတ္တယတာနောက်တစ်ခါတော့ခါကြီးကတသမိန်တွေ့လိုက်သူကြတာပါလားနုပတိတ်တော်ဝိတ္တပတိတ်တော်ဝိတ္တပါဏိဆိုတဲ့ဆွဲနဲ့တိုက်ရရှိတော့တယ်အဲဒီပါဏိဟူသောအဆွဲတိုက်ရရှိတော့ကြောင့်ပါဏိဟူသောအဆွဲတိုက်ရရှိတော့ကြောင့်မြင်လိုက်နော်ပါဏိဟူသောအဆွဲတိုက်ရရှိတော့ကြောင့်ပဋိဒဝိတ္တယတမိပါသည်နော်ဒါသွားတော့မင်းတို့တဘုတ်တလေးဘိုက်ပါသွားထိနေအကုန်ကြပါပဲအဲ့ဒါအလုံးကြီးဆက်ရတာနော်အလုံးကြီးဆက်ရတာကာစုံဘုံပေါက်ကြပြီးတော့ကိုဖြေတာနဲ့ဘိုက်ပါကူးနဲ့ကတော့တူနေမှာဖြေပွဲပြီနော်ဒါမတူအောင်တော့လို့ရေးရမှာဒီနံပါတ်9လို့ပါတော့တူမှာပဲပါတော့ဘာသာလို့ပါအစလို့ဟုတ်လားတူမှာပဲပါအဲ့ဒါဒါလေးကတော့မင်းတို့ဖိတ်ကြမှာခေတ္တအားရတော့ပေါ်လာတဲ့ကိစ္စကိုပြောရခဲ့။ကဲပြီးတော့ကနောက်ကရှိတယ်။နောက်ဒါလေးတော့အချက်ရှိတာပေါ့။အဲ့တော့အတိကိုမေးတာပေါ့။အတိရဲ့နဲ့တိကနဲ့ကာကြီးနဲ့ဟုတ်လား။ပါဏာတိပါဒအတိပါဒပါဏာတိပါဒအတိရဲ့နဲ့တိကနဲ့တိကကာကြီးနဲ့တိကထအဲ့လည်းအမြင်တော့တိကနဲ့အဲ့ဒါလေးပေးတယ်ပြီးရောပါနံပါတ်7ပါဏဝရောအရာဒါကတော့တကယ်တော့အမှန်တန်ဖြင်းတဲ့အောင်မှာဟုတ်ပါလားသူကဂါကြီးဝကြမှာဝရကစေတနာလို့ပြောတာလားဝရကစေတနာလို့ပါစေတနာတော့သတ်လို့စေတနာနော်သတ်လို့စေတနာတော့ဘုရားနဲ့ရှိတော်တယ်လို့ထည့်လိုက်ဟုတ်လားဘောမူတွေ၌ရှိတော့သတ်လို့စေတနာတော့ယင်းဒီရတနာထစေရနာပြန်အဲ့တော့ဒီပကတ်ကအကြောင်းပြပါရဲ့ဟုတ်ဟမ်မနေ့တော့အဲ့တော့ဘယ်လိုခေါ်တော့ဒီတတ္တဝါရဲ့တတ်ချင်ွယ်ကောင်းတဲ့အမှုရာပေါ့နော်တတ္တဝါရဲ့ပါတယ်တော့တတ်ချင်ွယ်ကောင်းတဲ့အမှုရာဒီလိုတော့ဘာပေါ့မရေးနဲ့အောင်နေအောင်ပြောမယ်ဒီတော့ချင်းဆိုကြပါနော်ချင်းကိုဗျာနဲ့ရဲလိုက်လို့ဘာလို့လဲကြိုက်လို့နော်ဒီလိုပေါ့ဒီမှာတတ္တဝါဓာကြီးကတော့ပြောရတော့ခက်တယ်ဟမ်ဘယ်လိုလဲပြောတော့မလွဲတဲ့ညီရေးလိုက်ပေါ့ကွာနော်အယောဒီတော့မရတိကာရဒီလည်းတော့နောက်တစ်ခုရေးလို့ရတယ်ဒါရောလေဘာရေးမလဲဒေါသကြီးလည်းရေးလို့ရတယ်တော့ပါတတ်တယ်ဆိုရင်များသွားပြီကျွန်တော်ဘာခွက်လို့
ဒေါသဒီကဒီလိုရေးရတော့ရှားကြတယ်တော့မင်းဖျားအောင်ပါဘူးပဲဖျားအောင်ပါဘူးပဲဟုတ်လားဘယ်လိုတော့လဲတော့ဖျားအောင်ပါအောက်ကမှတ်ချက်ရေးလိုက်ပါဖျားအောင်ပါဘူးပဲဒီလိုရှေ့ဆရာတော်တွေအစိုးပိတ်နေပါလို့ကြားရေးရဒီမှန်တယ်လို့ပြောရအောင်အဲ့ဒါပုစကဆရာရဲ့အဖြေကတော့ပါတယ်တော့မှန်တာနော်အဲ့ဒါကတော့အစိုးရဆရာတွေလည်းအစိုးရဆရာတွေပြရတာပုစကရဲ့အဖြေမှန်နဲ့မတူတာပေါ့ဒါမှားသွားတယ်ကွာနော်အမှားတာမဟုတ်ဘူးလေဆရာရန်ကနော်မှားတာမဟုတ်ဘူးလေဘာနဲ့မတူလို့ပုစကရဲ့အဖြေနဲ့ပါတယ်တော့မတူတော့ပဲနောက်ပုစကရဲ့အဖြေကလည်းအမှန်မဟုတ်ဟုတ်လားပုစကရဲ့အဖြေကလည်းအမှန်လို့ပြောလို့ပါတယ်တော့မရဘူးသူ့ရဲ့အယူအဆဟုတ်လားသူ့ရဲ့အယူအဆအဲဆရာရန်ကစာဝတ်တဲ့တိုင်းမင်းတို့တော့ဒီမှာရှေ့တော့ကတော့ဒါပေတော့ရှေ့ဆရာတော်ကြီးကရေးကွာဆိုပြီးတော့ဒီတစ်ချက်ထဲပဲရေးခိုင်းလိုက်တာဒါပေတော့ကြည့်ကြတော့နှစ်မျိုးသုံးမျိုးလောက်ကိုကရေးတဲ့အောင်ဉာဏ်ကျအောင်ဟုတ်ကျန်တဲ့သွားတဲ့ဒီလိုလဲအောင်ကားလို့ရတယ်ဒီလိုလဲအောင်ကားလို့ရတယ်ဒီလိုလဲလုပ်လို့ရတယ်ဆိုတော့မင်းတို့ဉာဏ်ကျအောင်လို့ပြောတာဟုတ်လားရှေ့တော့အဲ့လိုပြောသူကတစ်ချက်ထဲပဲအောင်ပြီးတော့ရေးအဲဒီတော့ဒါကပြောတော့ဒီလိုသွားကိုနေရာကြတော့ IDP ဖြစ်တဲ့အတွက်ကြောင့်ကိုနေရာကြတော့ကိုပြန်ပြီးတော့ဘာလို့တော့အားတော့ရမယ်စိုးကြည့်ရမယ်နော်မစိုးဘူးနားမတော်ဘူးပဲတော့မရနိုင်ဘူးတို့ကတော့နားလေလို့ရှိတာနော်ယောဂီတတ္တဝါသိချင်းသည်တတ္တဝါသိတယ်ပေါ့ကွာဒါပေါ့နော်တတ္တဝါသိချင်းသည်ပါတယ်နော်အဲပကတနတ္ထဘာလူပဒေဝနာအတ္တဓမ္မသဝနာစာတော်ရှေးအကြောင်းရှေးတော့မူလအကြောင်းပဲရှေးအကြောင်းကိုဒီဝိဘာဝတာရာသူများခြင်းယောဂထူခြင်းရန်သူများခြင်းယောဂထူခြင်းအသက်တူခြင်းဒုက္ခတိဘဝရောက်ရခြင်းစသောအကျိုးအဆက်ဆက်သည့်အနုဘာဝဒီမှာတော့ငါတို့ရဲ့ဒါပဲရှိတယ်ကွာဟုတ်လားတော့ပါပဲဒီမှာတော့မင်းဝကြအားလုံးပါဒီတရားကိုပေါက်မယ်ဆိုရင်ဒါပဲပေါက်ရမှာပဲဒါပဲပေါက်ရပြီးတော့နံပါတ်10ပါဏအယတတဝါဝါအာယောနဲ့တတဝါဝါဇီဝိတ္တေဟူသောတတဝါဝါဇီဝိတ္တေဟူသောအာယောပစ္စည်းတရားသည်အတိပါဒအယဒေါသမှုဝိနိုင်ရှိသောဝရကစေရနာပစ္စုပန်တရားအားအာရမဏပစ္စယတတိဖြင့်ယေရှုပြုပါသည်ရိုက်နိုင်သောပစ္စယတတိမရှိအာရမဏတစ်မျိုးသာပြီးတော့ပါဏအတင်ကြီးမှာကြတော့ပါဏနဲ့သင်္ညာကြတော့ဝရကစေတနာမဟုတ်တော့ဘူးသင်္ညာပေါ့နော်သင်္ညာပြန်တော့စိတ်ဒုက္ခပစ္စုပန်တရားကသူလည်းအာရမဏပဲပဲအဲ့ဒါသင်္ကြီးကြတော့ပုဂ္ဂိုလ်ရပါမယ်ပါဏသင်္ကြီး၌ပါဏအရာသင်္ညာအရာဆိုရင်ဟုတ်လားသူကကြတော့စေရနာမဟုတ်တော့ပါဏကတော့တတ္တဝါဟုတ်လားတတ္တဝါ
တော့မဟုတ်ဇီဝိတ္တိတိအာယုပစ္စည်းတရားတင်ညာရတော့တင်ညာပြတ်တော့စိတ်ဒုက္ခပြစ္ဆုတ်ပါတရားဟုတ်ပါရဲ့အဲ့ဒါကျန်တာပါရှိသေးတော့ငါတို့ပဲပြန်လို့ရတာဒါပဲရှိတယ်ပေါ့ကာယဝစီဒွါရနဲ့ကာယဝရဝစီဒွါရကိုရောက်တော့ဝရကစေတနာကာယဝရဝစီဒွါရကာယဝရဝစီဒွါရကကာယကံနဲ့ဝစီကံပြောတာမနော်ကာယကံနဲ့ဝစီကံပြောတာဒွါရိပဲကာယေဘောတယ်ဒွါရကာယကံအဲ့ဒါတွေတော့ဒီမှာတဲ့ဆိုတော့ကြအောင်